အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတနေ့နေ့မိသားစုစုံလုံးလေးရာသီဥတုရတဲ့ဒီတာရတော့ Brooklyn တစ်ပတ်ကန်က Staten Island Zoo ကိုကျွန်တော်လက်သွားခဲ့ပါတယ်အဲကျွန်တော် Brooklyn ကနေဆိုရင်ဒီတရားရှိပေါ့နော်အဲတရားကနေဖြတ်ပြီးတော့တွားရင်ကျွန်တော်အိမ်နဲ့15မိနစ်လောက်ပဲဝေးပါတယ်ဟိုဒီဘက်ကအိမ်လေးကလောတို့ပြင်ဦးတွင်လို့ပုံစံမျိုးလေးဒီအေးစေးတိတ်ဆိတ်ပြီးတော့နေကြစရာအရန်ကောင်းတော့ဗောနော်အိမ်လေးလှလှလေးဒီဘက်ကအိမ်လေးတိတန်နေနဲ့အရန်နေကြစဘောကောင်းလို့ဒီဘက်ကိုလည်းလာလေးလာရင်လည်းပေါ့ဒီစုကိုလာခဲ့တာပါဒါကတော့တရားရှိရဲ့သိစံပေါ့အဲ့မှာဝင်ကြီးကလေးတယောက်ကို8ချက်လူကြီးတယောက်ကို12ချက်ပေးရပါတယ်သိစံကအရန်အကျယ်ကြီးမဟုတ်ပေမဲ့မဆိုးပါဘူးနော်ဟိုလောက်တာလေးစိတ်ဝင်စားဖို့ကောင်းပါတယ်အခုတွေ့ရတဲ့နေရာကတော့စိတ်တွေထားတဲ့နေရာပေါ့နော်စိတ်တစ်မျိုးတော့မဟုတ်ဘူးသူကတိုးရယ်စိတ်ရယ်တို့အတူထားကြပေါ့မတားဆိုရင်တိုးတွေပေါ့တကောင်အေးစေပဲသူ့ဘာသူနဲ့ကိုယ်ကိုနေပဲဒီအိမ်ကတော့ဒါဟိုမြင်းပူလေးနဲ့အပကာနဲ့နေတဲ့အိမ်လေးပေါ့နော်သူတို့လည်းအတူနေကြပဲဒါကတော့ပေါ်နီလို့ခေါ်တဲ့မြင်းပူလေးပါဒါကအပကာလို့ခေါ်တဲ့အကောင်လေးပါသူတို့ကတောင်မေကဘက်ကလာတဲ့ဟိုကလောက်မျိုးစိတ်တွေပေါ့အမွေးထူတဲ့ကလောက်မျိုးစိတ်ပေါ့ဒါကတော့ပေါ်နီလို့ခေါ်တဲ့မြင်းပူလေးပါသူတို့အတွက်ထားပေးထားတဲ့ခြံပေါ့နော်အကျယ်ကြီးပဲဆော့လို့ရအောင်ခါလေးရတဲ့ချာကြည့်တော့ချက်စရာလေးတွေအမွေးတူတူနဲ့ကလောက်မျိုးစိတ်လေးပေါ့ဒီတာနယ်ထဲကိုဝင်သွားလို့ရတယ်ပေါ့နော်နေရောက်တာနယ်ဆိုလှိုင်ကောင်းလုပ်ပေးထားတယ်အဲ့ဒီရဲ့အပေါ်ကပါရှိလဲဆိုတော့ဖြန်လေးထားတော့နော်အဖြန်လေးကိုထားတာအဲ့ဒါကိုအောက်ဘက်ကမှန်တမ်းလုပ်ရေးထားတာပေါ့ဖြန်အောက်ကိုရေးဆင်းစော့ရင်မြင်ရတော့ပေါ့ဒီကောင်ကတော့အတန်လေးနဲ့ဒီကလောက်ကိုနှိပ်ပြီးတော့အသက်ဘလောက်အောင်ဒီထဲမှာအသက်ဘလောက်အောင်သူအမှတ်သားလေးလုပ်ပေးတာပေါ့ဒါကတော့ပြားတွေပါဘုံလေးထားတော့ဒါမှပြားတွေအများကြီးပဲဒီတိုင်းမှလွတ်ထားတော့ဘာကာဝယ်မှမပေးတော့အခုနဒီရဲ့အပေါ်ကဟိုအမှာခံရှိတယ်ခံအိမ်ပေါ့ခုနကျွန်တော်ကြည့်တာအောက်ကပေါ့ဒါဒီထဲမှာဆိုရင်တော့မွေတို့ဘာလို့ထားတော့ဟိုတော်တော်တွေပေါ့ဖားတို့မွေတို့ဒီမဒါဆိုရင်စပကြီးမွေကြီးပါဒါမွေကောင်လဲထားတဲ့ဟာတွေပေါ့ဒီထဲမှာမွေမိကြောင်ဟို
ကဲလေးရှောရတာရှိတယ်ဒီမှာလိတ်တို့ဖားတို့အစုံဖက်တာပေါ့နော်ဒါကတော့လိတ်ခွန်ကြီးပေါ့လိတ်ခွန်တို့ပြတာပေါ့အကြီးပဲမွေဒါကတော့ဖော့လို့ခေါ်တာမသိဘူးဒါပုတ်တယ်ညိုဒါလိတ်ပေါ့ဒါကတော့ကျဲလိတ်လေးပေါ့သူပြောတာအိန္ဒိယကျဲလေးပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိပါတယ်ကျဲလေးနဲတော့နဲသွားပြီပေါ့ချက်စရာလေးဒါကတော့ပေါက်တင်ညိုပေါ့နော်ဖိလစ်ပင်းကပေါက်တင်ညိုလို့ပြောတာဒါကင်းလိုက်ရှော့ဒါလိတ်ဒီကောင်ကသေးတယ်တခြားကောင်တွေရှိသေးတယ်အကြီးတွေဒါကတော့အဆလလို့တဲ့ပေါ့မက္ကဆီကိုဘက်ကဒီထဲမှာနေတဲ့အကောင်လေးပေါ့နော်ငါးလည်းမဟုတ်ပါလည်းမဟုတ်ဒါကတော့ငါးလေးပေါ့ဒါကတော့မွေးသိမ်းပါဖားလေးချက်စရာလေးလှရနော်အယောင်လေးရဒါကတော့ Ura Koran ဆိုတဲ့မွေပေါ့နော်ဟိုမြန်မာခေါ်ခလောက်မွေလို့ခေါ်တော့ပေါ့သူကပင်နီဇွဲလားဘက်ကမွေပေါ့ဒါကတော့ကိုလံဘီယာဘက်ကမွေပေါ့အယောင်လေးရလှဒါကတော့ကင်းကိုဘရာလို့ခေါ်တဲ့တော်ကြီးမွေဟောက်တွေပဲဖြစ်ပါတယ်အစိတ်ကတော့ရှယ်ပြင်းအောင်ဒါ
ဒါတော့ရေရိုးမွေဟောက်တွေပါဒါကဘာလဲဆိုတော့မွေတကောင်မှာရှိတဲ့ဒါဒီနေရာဆိုရင်သူ့ရဲ့ပါရိုးကကြွတ်သားတွေပေါ့နော်အဲ့ဒါကိုပြတာပေါ့ဒီနေရာကျတော့သူ့နှလုံးခုန်တာပေါ့အတန်လေးဒီကဖွင့်မိလိုက်အတန်လေးထွက်တော့ပေါ့နော်ဒါကတော့အစာမျိုးထားတဲ့နေရာပေါ့အစာထားတဲ့နေရာပေါ့one bite ပေါ့ဒါတော့ခလောက်မွေရဲ့အမီပေါ့အဲ့မှာသူ့ရဲ့သွားလို့ရှိရင်သူတို့မျိုးချတာရ watermelon တော့လို့ရ မဟုတ်ဘူးစား ဒါမွေတကောင်ရဲ့ပါဇက်ကဘယ်လောက်ကျဲလဲဘယ်လောက်မျိုးနိုင်လဲဆိုတော့ပြထားတာပါဟာတော့ဒီမှာလေကြောင်ဒါကတော့လက်ကြီးပဲဖြစ်ပါတယ်အဲ့လက်တွေကအဲ့မိချောင်းနေနဲ့အတူထားတာတကောင်လုံးတကောင်မကြိုက်ကြဘူးလို့ဟိုးဘက်မှာမိချောင်းအမိပါအဲ့မိချောင်းအမိပေါ့သူတကန်နဲ့အတူထားမှမကြိုက်ကြဘူးOh, look, right here. Sierra Poison Rock. That's the one. First look. Sam, look, he's just chilling. Right here. He's chilling. I was just telling Christopher about this thing. If you lick this frog, this is the one.ဒီကောင်ကတော့ Fossa လို့ခေါ်ပါတယ်မာဒါဂတ်စကာကျွန်းမှာရှိတဲ့သေးသွယ်ပြီးကြောင်နဲ့တူတဲ့အသားအသားနှုတ်တိုက်သတ္တဝါဖြစ်ပါတယ်ဒီ line ကိုကတော့လင်းတို့တွေကိုထားတဲ့ line ကိုဖြစ်ပါတယ်
သူတို့က Lenore ဆိုတာညာဘက်မှာသူတို့ကရှင်သန်ကြတဲ့နေထိုင်ကြတဲ့အကောင်တွေဖြစ်တဲ့အတွက်သူတို့ဒီကူညလို့မိရစင်ပြီးတော့အမောင်ထဲမှာထားတာပါကြောက်ပါချက်ပါဒီနေရာတော့ငါးတွေထားတဲ့နေရာဖြစ်ပါတယ်မှန်ကန်ထဲမှာထည့်ထားပြီးတော့ငါးလေးတွေအစုံပြထားတာပါဒါတော့ဖားပါ现在 post 杯啊，我现在这个 post 杯装下去。post ပေးရမှာပေါ့ဖိတ်ကြတယ်ဆိုတာ Look at ဒီကောင်လေးတွေကတော့မေးခက်လို့ခေါ်ပါတယ်သူတို့ကအာဖရိကတောင်ပိုင်းကကနာယာနဲ့မြက်ခင်းမြေမှာရှိတဲ့နေရာကနေလာတာပေါ့နော်သူတို့ကလူမှုဆက်ဆံရေးကောင်းပြီးတော့လူတွေတက်ပုံရမယ်ဆိုရင်သူ item တွေပဲလုပ်ပြတော့ဒီနေ့ချက်ဖို့ကောင်းတယ်အကောင်လေးဟိုကျွန်တော်အင်ဒိုရမှာအကုန်ကြည့်ပြီးသွားအချိန်မှာအပြင်ထွက်လာပါပြီသူတိတ်ဆန်ကအရင်ကြီးတော့ကျဲတယ်မှမပါပါဘူးတသေးလေးနဲ့ပေါ့နော်နာမျိုးလေးရဲ့တိတ်ဆန်မှုဒီနေရာကြားထားတာပါကြားကျွန်တော်ကြည့်တယ်လို့တော့တကောင်မှတွေ့ခဲ့တယ်ဟုတ်မှာလှတယ်
တာလေဟုတ်ကဲ့ နားတော့နားတော့ အာဒီရိုက်ကြတယ်မသိဘူး ဘယ်ကြီးမလဲ ဟာ No, Daddy, like, Ah, Daddy, Daddy. no thanks no thanks ငါထပ်ပြီးပေးလိုက်အောင် ဟာနေဟာနေငါပုံစံပြင်းနေ send to email. Oh, လိုချင်တယ်ကျွန်တော်လိုချင်တယ်ဆိုရင် ပြေးဒီချိန်မှာပြ ဘောရလည်းပါတယ်ဒီနေ့ရှင်းလို့ရ ဟောကညညနာကောင်းလေအဲ လက်ဆိုင်ရောအခုတပတ်ပတ်ပြီးသွားပြီပေါ့နော်ပတ်ပြီးရဲ့ချိန်မှာလက်ဆိုင်ကအရန်ကျဲရတယ်မပါဘူးသူတသေးလေးနဲ့စိတ်ဝင်စားစရာကောင်းပြတာထားတာပေါ့နော်ဒီကျွန်တော်တို့ရက်ကွက်တိုင်းမှာတော့ရှိတယ်လက်ဆိုင်အောင်တွေကတော့brown ကလက်ဆိုင်အောင်တော့အကြီးပဲအကြီးဆုံးလို့ပြောလို့ရတယ်အစုံနဲ့ဆိုတနေကောင်တော့လဲမှနှံ့မှာပေါ့နော်ဒီဟာကတော့ဒီစရန်အနာဘက်ကသေးပါတယ်အဲ့တော့ဒီနေ့တော့ဒီတော့ပါပဲဒါတိုက်ဆိုင်အောင်ထွက်ပါပြီ